နေကျဆိုပါရှင်ကျမခုကျောင်းအပ်ပြီးပြန်လာတယ်ကျောင်းမှာညီမတို့မြန်မာကျောင်းညီမတို့ဘာကကျောင်းတကဖုံးတော်ကြီးကျောင်းပေါ့နော်အဲ့တော့ကျမတို့ခုတော့ကျောင်းအပ်ပြီးပြန်လာတယ်အဲ့တော့ကျောင်းကနေဘာပေးလိုက်လဲဆိုတော့ဖတ်စာကအဖုံးချုပ်ဖို့ပေးလိုက်ပါတယ်ဖုံးပေးတာမဟုတ်ကျမမျိုးတော့အပ်ခိုင်းလိုက်တာပါဖုံးချုပ်ဖို့အပ်တာပါဒါလေးကခဲတံလေးတွေပါခဲတံလေးက၄ချောင်းပေးပါတယ်ခဲတံအသားကောင်းတယ်နော်နောက်ပြီးတော့အင်ကြီးနဲ့ပေါင်းပြီးတစ်စုံပေးပါတယ်နောက်ပြီးတော့ဒီမှာဒါကတော့ဘောနော်ဒီပြောရင်စိတ်ဓာတ်စီကံပညာအစိမ်းစာအုပ်ပေါ့နော်ဘယ်နဲ့အုပ်ပါလဲဆိုနေလေ6အုပ်ပါပါတယ်အခါတိုင်းလို့တော့12အုပ်တော့မပါဘူးပေါ့နော်6အုပ်ပဲပါတယ်မျှပေးရတယ်အဲ့လိုကျမတို့ကျောင်းကကြာဘာကကျောင်းနေမယ်အဲ့တဲ့သူအရမ်းများတယ်အဲ့ကြောင့်မလို့ပါအဲ့တော့ကျမတို့ကျောင်းကအဲ့လိုပါအဲ့ဒါလေးပေးတယ်ကျမတို့ဖတ်စာအုပ်လည်းပေးပါရှင်အခုလိုမြန်မာကျောင်းကျမတို့မြန်မာကျောင်းကွာဘာကကျောင်းလေးတက်မယ်ဆိုတော့အဲ့လိုမျိုးလေးပေးရဲဒါပေမဲ့ဒီနေ့အပ်ကမယ်ဆိုဒီနေ့တော့ဘာဖြစ်လို့လဲဆိုတော့အဲ့လိုကျောင်းလေးဆိုရင်အပ်တဲ့သူကအရမ်းများပါတယ်အရမ်းများတဲ့တော့ကွာနောက်ကြသွားရင်ကိုကဖတ်စာအုပ်တို့အဲ့လိုမျိုးများတော့ကျမတို့မနစ်ကတော့ဆိုရင်အကျောင်းမှာပဲတက်တယ်နောက်ကြသွားလို့ရတာကြတော့ဖတ်စာအုပ်ကိုအဆုံမရဘူးဖတ်စာအုပ်တော့အဲ့လိုမြန်မာတို့အဲ့လိုမျိုးတွေမပါဘူးအဲ့လိုရှိတယ်နောက်ပြီးတော့ဝတ်စုံလည်းမရပါဘူးခဲတံတော့ရတယ်စိတ်ဓာတ်စီကံပညာကြတော့12အုပ်ရတယ်ပေါ့နော်ဒီနေ့ကတော့6အုပ်ပဲရတယ်မျှပေးရဆိုတော့လေအဲ့တော့ကျမတို့ကအဲ့ဒါလေးကို sharing လုပ်ပေးရဖြစ်ပါတယ်အပြင်မှာအသားမဲ့တာဖတ်မပါတဲ့ကင်မရာနဲ့ရိုက်ထားလုံးဝမပါပါအားလုံးပဲကျေးဇူးတင်ပါတယ်ဒါကတော့ညီမရဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်